ဒီနေ့ကတော့ကျမရဲ့မောင်လေးအစ်စ်ကိုထုတ်ပြရရဖြစ်ပါတယ်ဒါကျမမောင်လေးပဲတခြားကြည့်တော့ပါဦးဒီလားအရက်ကတော့ကျမနဲ့ခါလောက်တော့မရှိတော့ပါဘူးကျမထားပေမဲ့ဘူးကုန်းမရမဲ့ချင်းရောက်ပါပြီထဒီနေ့ကျမတို့စောကြမယ်စောကြမယ်လာဒီပါလားမလာစောတမဲဝင်းငါဟိုဘက်မှာလေးရမှာနိအမေနဲ့ခုံတော့ကြည့်ပြီးကြပါအောင်ဟဲ့လက်ကြီးမလုံးနဲ့လက်ကြီးဖယ်ထားတယ်လက်ဖယ်မယ်နော်လက်ဖယ်တာနော်စမိုင်းထားဒီလိုပုံစံလေးပဲပါရဲ့အေးစမိုင်းရောသူများတို့နားတော့စိတ်ရှိပါရဲ့ချက်ပါရဲ့ဒီဘက်ကပါပြီဒီဘက်လာပါပြီအဲ့တော့နေတော့သလားလာရေးပါစမရောဒီနေ့ဒီဘက်ကလေးမှာရပါဟာပဲစမတော့နော်နော်ကလေးစမအဲ့လိုတမန်ရတော့စိတ်ရှိပါရဲ့ရှိပါခဏစမတူတရှိတယ်ဒီလားဒီပေါ်မှာကျမရှင်တို့ဖုံးခွေရတာတခုရှိတယ်ဒီပေါ်မှာဒီဟာလေးဒီကောင်လေးကလှေကားပဲဖြစ်ပါတယ်ဒီလှေကားကိုတက်ပြီးတော့ကျမပြန်မယ်ဘယ်ခလုတ်လေးလည်းဖြစ်ပါဘယ်ခလုတ်မှပြောက်သွားတယ်ဒီမဟုတ်ပါဘူးဒီခလုတ်မဟုတ်ပါဘူးမားလို့ဒီခလုတ်မဟုတ်ပါဘူးမဟုတ်ပါဘူးအော်ကျမပြောမယ်ခလုတ်ကတော့တိန်းလာတယ်ခလုတ်ကတိန်းလာခလုတ်ကိုရေးဆိုရင်နှစ်ရညအပေါ်ထဲမှာတစ်ထက်ရှိအဲ့တော့ဒီလေကလေးနဲ့တက်သွားတာအမေပါပါဒီအင်းစိန်အင်းရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်တာ